အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အခုလာနေတယ်ပေါ့နော်အခုပေးနေတဲ့ airdrop launch pool airdrop အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်လောက်ပြပေးမယ်ယူပြပေးမယ်ပေါ့နော်ဘယ်လိုလဲ Binance ထဲကိုဝင်လိုက်မယ် Binance မှာတော့ကျွန်တော်ကဒီ Binance home page မှာ launch pool ကိုထုတ်ထားပြီးသားပေါ့နော်တကယ်လို့မထုတ်ထားသေးရင်ကျွန်တော်ထုတ်တဲ့ဗီဒီယိုလေးတင်ပေးထားပါတယ်အဲ့မှာသွားကြည့်ပြီးတော့အဲ့နီလန်လေးတိုင်းအပြင်ကိုထုတ်လိုက်ပါဒီလိုလဲဝင်လို့ရပြီပေါ့နော်ဒီမှာဝင်လိုက်မယ် launch pool တွေကို launch pool တွေကိုဝင်လိုက်ရင် OPN ဆိုတဲ့ coin အသစ်listing လုပ်တယ်ပေါ့နော်သူ listing လုပ်နေပြီပေါ့အခုလောဆယ်အဲ့ launch pool ပေးတယ်သူက airdrop ကပြီးခဲ့တယ်2လပိုင်း26ရက်နေ့လားမသိဘူးကျွန်တော်တို့ screenshot ရိုက်သွားတယ်လို့ပြောတယ်အဲ့ဒီတုန်းက BNB ရှိထားတဲ့လူတွေကိုသူကholder ပေးမယ်ပေါ့နော်အဲ့အခုအဲ့မှာဒါလုပ်တဲ့နီးပေါ့နော်ဒါကြည့်လိုက်BNB ကျွန်တော်အရင်ကတည်းကဒါသူ screenshot ရိုက်ထားတဲ့အချိန်မှာရှိခဲ့တဲ့ BNB ပေါ့နော်ထပ်ထည့်လို့ရတော့ U ထပ်ထည့်လို့ရတယ် USD1 ထပ်ထည့်လို့ရတယ် USDC ကိုထပ်ထည့်လို့ရတယ်အဲ့ကောင်တွေထည့်လိုက်ရင်လေကိုထည့်သလောက်ပေါ့နော် reward ပြန်ရမယ်ဒါ airdrop ရမယ်ပေါ့airdrop ကသူအခုပေးနေပြီစပြီးတော့စပြီးပေးနေဒီဟာလေးကလဲနေတဲ့ကောင်လေးအဲ့ဒါသူ airdrop ပေးနေတာဒီတော့ကျွန်တော်တို့ project ကိုကြည့်လိုက်မယ် project ထဲမှာဘာတွေရှိမလဲသူ project ထဲမှာဒီမှာ OPN project ပေါ့နော် OPN project ကဒီမှာသူunlock ဖြုတ်လိုက်ရင်တော့ကျွန်တော် error တွေမရတော့ဘူးပေါ့နော်ဒီမှာကျွန်တော်သုံးခုထည့်ထားတယ်တချို့ဟာတွေကဘာမှမဟုတ်ရှိတဲ့လောက်လေးပဲရှောက်ထည့်လိုက်တာပေါ့ BNB ကလည်း 0.02 ပဲရှိတာဟိုကောင်ကလည်း 0.1 လာပဲရှိတာ USD1 ကျွန်တော်ဘလောက်ပဲရပေါ့ရသလောက်ဆိုပြီးတော့ကျွန်တော်လည်းထည့်လိုက်တာအဲ့ဒါလေးကိုပြချင်တာပေါ့နော်ဒီမှာဒါ BNB မှာဘလောက်ထည့်ရင်ဘလောက်ရမယ်ဆိုတော့သူပြောတယ် BNB ထည့်လို့ရှိရင်သူဘာတွေပြန်ပေးမယ်ဆိုတဲ့ reward တွေကိုပြောပြတယ်ဒီမှာ USD1 ထည့်ရင်ဘယ်လိုရမယ်ပေါ့နော်သူပေးမယ်နှုန်းထားတွေကိုပြတာဒီမှာ1ရက်နဲ့12နာရီကျန်သေးတယ်အချိန်ကတော့အဲ့မှာ USDC ထည့်ရင်လည်းရမယ်ဒီမှာသူဘလောက်ပေးမယ်ပေါ့နော်သူပေးဖို့အတွက်ရည်မှန်းထားတဲ့ဟာက OPN coin ကဘလောက်ရှိပါတယ်ဘာညာဒါတွေပေါ့သူ့ရဲ့ detail တွေကိုပြောထားတာပါဒီ OPN coin ကဒါအခုမှဒီ Binance ပေါ်အခုမှရောက်တာပေါ့နော်သူကတော့အရင်ကတည်းကရှိမှာပေါ့အဲ့တခုမှာအခြား exchange မှာလည်းရှိခဲ့မယ်ဒီ blockchain တခုပေါ်မှာရှိခဲ့မယ်ဒါပေမဲ့ Binance ပေါ်တော့အခုမှရောက်တာပေါ့နော်ဒီမှာ airdrop လေးကောက်ပြမယ်အဲ့ဒါလေးကိုနှိပ်လိုက်ရင်ဒါကြာလာပြီ OPN coin လေးတွေပေါ့နော်တကယ်လို့ဒီ airdrop မှာမရဘူးဆိုရင်လည်းနောက် airdrop ကြာရင်ကျွန်တော်ပြောပြပေးပါတယ်အဲ့ခါကြာရင်ဝင်လောက်ကြပါတော့ဒါဒီဗီဒီယိုလေးကြည့်ထားရင်တက်သွားပြီဆိုရင်နောက်ဗီဒီယိုတွေနောက် airdrop တွေလာပြီ launch pool တွေလာပြီဆိုရင်ကိုယ့်အကိုဝင်လောက်လိုက်ရပြီကျွန်တော်ဒီမှာ history ကိုသွားကြည့်မယ်အရင်တော့ launch pool လောက်ထားတဲ့ဟာတွေရောဒီကအခု user တွေရောရတယ်ဒီမှာအရင်ကကျွန်တော် guide လောက်ခဲ့တာဒီမှာ OPN ကျွန်တော်ကောက်ထားတာ2ခုရှိပြီသူပြောတယ်3ခုရှိပြီပေါ့နော်3ကောက်ရှိပြီပေါ့ကျွန်တော်ကောက်တာအဲ့ဒါလေးတွေကြည့်လို့ရတယ်အထဲကိုဝင်ပြီးတော့ history ကိုအသေးချာကြည့်လို့ရအသေးစိတ်ပေါ့နော်သူ့ရဲ့ဒါ distribution history ဒီမှာ3ရက်3လအဲ့ဒါတွေကိုသွားကြည့်လို့ရတယ်ကျွန်တော်ကတော့မစစ်တော့ဘူးပေါ့နော်ဒီဟာမရိုက်ခင်ကတည်းကကျွန်တော်စစ်ကြည့်ထားပြီးသားမို့လို့ပါအခုကျွန်တော် airdrop ကောက်လိုက်တဲ့ဟာကဘယ်ကိုရောက်မလဲဆိုတော့ဒီကောင်က support တွေကိုရောက်ပါတယ်เนาะဒီမှာလောလောဆယ်ကြွားရင်းတဲ့လူတွေအတွက်ဆို share လေးကိုနှိပ်လိုက်ပါအဲ့ဒါဆိုရင်ငါ OPN ကairdrop ဘယ်လောက်ရတယ်ဘာညာပေါ့เนาะငါ airdrop ဘယ်လောက်ထည့်ထားလဲဆိုဒီမှာကြွားလို့ရတဲ့နေရာပေါ့เนาะ BNB USDC ရဲ့အဲ့လိုကြွားရင်းတဲ့လူတွေအတွက်ပါဒါမှမဟုတ်ရင်လည်း refer ရှာခြင်းတဲ့လူတွေအတွက်ပေါ့เนาะအဲ့မှာ QR code တွေနဲ့အဲ့ဒါ refer ရှာလို့ရပါတယ်အဲ့လိုပါအခုဒါ OPN ကဘယ်ကိုရောက်လဲဆိုတော့အဲ့ spot wallet ထဲကိုရောက်မယ်ကျန်တဲ့နေရာတွေမှာသွားမရှာပါနဲ့ spot wallet ထဲကိုသွားကြည့်ပါ airdrop ပြီးသွားပြီဆိုရင်ဒါ airdrop ကမနေ့ပြန်မှာပြီးမယ်ပေါ့နော်အခုမပြီးခင်လေးမှာတစ်ခါလေးလောက်ပြတာပါကြုံတော့မှုလို့အခုသွားကြည့်မယ်တကယ်လို့ဒီကောင် home page မှာသွားကြည့်လဲရတယ်เนาะဒီ home မှာလဲသူကပေါ်နေတတ်တယ်အဲ့နေရာကနေဝင်လဲရတယ် launch pool တွေကိုမဝင်မဲနဲ့ပေါ့เนาะအဲ့အမြဲတမ်း airdrop တွေလာရင်ဒီနေရာလေးမှာလာကြော်ညာတတ်တယ် home page မှာပေါ့เนาะအဲ့နေရာကနေသွားလို့ရတယ်အခုကျွန်တော်ဒီမှာ support တွေကိုသွားကြည့်မယ်ဒီမှာရောက်နေပြီ OPN နေ 0.0051ပေါ့เนาะအဲ့ဒါရောက်နေပြီအဲ့ကောင်ကဘယ်လောက်တန်လဲဆို USDT နဲ့တွက်ရင်တော့0024တန်တယ်လို့ပြောတယ်အဲ့တော့ဒါတန်မတန်ဆိုတာကိုဘယ်လိုသိရမလဲဘယ်လိုသိလဲမင်းကဘာလို့ကြည့်ပြီးပြောတာလဲဆိုတာကိုကျွန်တော်တို့သွားပြန်ကြည့်မယ်
ကျွန်တော်ပြောနေတာမဟုတ်ဘူးเนาะ OPN ကနေပြောတာ Binance ကဒါဒီcoin ကဒီလောက်တန်တယ်လို့ပြောတာအဲ့ဒါ तू ဘာကိုအခြေခံပြီးပြောတယ်လဲဆိုသွားကြည့်မယ်အဲ့ဆို spot မှာသွားရှာကြည့်မယ် spot မှာရပြီလားတကယ်လို့မရဘူးဆိုရင်ကျွန်တော် search ကနေရှာကြည့်မယ်အဲ့သူ OPN coin ရဲ့ပေါက်ဈေးဘယ်လောက်ပေါက်နေပြီလဲဘယ်လိုအခြေအနေရှိလဲဘာတွေဖြစ်နေပြီလဲပေါ့ဘယ်သူတွေဝယ်ပြီဘယ်သူတွေရောင်းနေပြီလဲသွားကြည့်မယ်အဲ့ဒါဆိုရင်သူ့ရဲ့ဈေးနှုန်းပေါက်ဈေးအမှန်ကိုကျွန်တော်သိရပြီပေါ့နော်spot မှာရှာတာမတွေ့သေးဘူးဆိုတော့ search ကနေရှာမယ်ဒီမှာတွေ့ပြီ OPN နဲ့ USDT pair ကိုရွေးလိုက်မယ် 0.5 တော့ပေါက်နေပြီပေါ့နော်သူ့ရဲ့တန်ဖိုးကတစ်ကွိုင်ကိုပေါ့ OPN တစ်ကွိုင်ကို 0.5 ပေါက်တယ်လို့သူပြောတယ်ဒီမှာဝယ်နေရောင်းနေကြပြီပေါ့နော်ဒီမှာ 0.515 အဲ့ညမှာတက်လိုက်ကြတယ်သူဖြစ်နေတယ်ကျွန်တော်ဒါဒီတတိုင်းကိုတရက်နှုံးနဲ့ဒါကြည့်ထားတာပေါ့နော်7နိုင်နှုံးနဲ့ပြောင်းကြည့်မယ်0.77ဒီသူတက်ခဲ့ပြီးပြီသိလားအခုပြန်ကျနေတာပေါ့ဗျာ0.5ဆိုတာကျတာပေါ့0.7ဒီတက်ခဲ့သေးတယ်သူကအဲ့လိုတက်တဲ့အချိန်မှာရောင်းညာတာပေါ့ဗျာတချို့လူတွေကဈေးမတက်ခင်ကဝယ်ထားတာပေါ့သူ list လုပ်တဲ့အချိန်မှာဆက်စားချင်းဝယ်လိုက်ကြတာပေါ့ဝယ်ပြီးတော့ဈေးအတက်ဆုံးချိန်မှာပြန်ရောင်းညာတဲ့လူတွေလည်းရှိတယ်အဲ့လိုလုပ်တဲ့လူတွေလည်းရှိတယ်เนาะအဲ့လိုလုပ်ပြီးတော့သူတို့မြက်နေကြတာပေါ့ဗျာအဲ့ဘယ် coin အသစ်ထွက်မလဲအဲ့ဒါပဲကြည်နေကြထွက်တာနဲ့အမြန်ဝယ်ပြီးတော့ဈေးအတက်ဆုံးချိန်မှာအမြင့်ဆုံးမှာသူတို့ရောင်းချလိုက်တာပေါ့အဲ့လိုမျိုးသူတို့ကအမြတ်ရှာကြတဲ့လူတွေလည်းရှိပါတယ်ဒီမှာဒါ information ကိုသွားကြည့်မယ်102.85 million နဲ့ market cap ကအဲ့လောက်သူပတ်စံဝင်နေပြီပေါ့နော်ဒီ coin ထဲမှာအဲ့လောက်ရှိပြီတဲ့သူ့ရဲ့ mass supply ဆိုတာသူ့ရဲ့ coin supply က1 billion OPN နဲ့အဲ့လောက်ရှိတယ်တဲ့ coin က1 billion လို့ထုတ်မှာ1 billion နဲ့သူကBitcoin နဲ့တော့ရှင်းလို့မရဘူးပေါ့နော် Bitcoin ကတော့21 million ပဲအဲ့ဒါသူကအဆုံးပဲဒီမှာကျွန်တော် information ပြီး training data ကဒါသွားကြည့်လို့ရတယ် training ဘယ်သူတွေ trade လုပ်နေလဲဘယ်သူတွေ long လဲဘယ်သူတွေ short လဲပေါ့အယောင်းအဝယ်ပေါ့အတက်အကျပြီးတော့ square မှာ OPN coin အကြောင်းကိုဘာတွေပြောနေကြပြီလဲအင်္ဂလိပ်လိုတစ်လုံးနှလုံးတက်ရင်သွားကြည့်လို့ရပါတယ်သမင်းစာရေးသားတော့တက်ရင်သွားဖတ်လို့ရပါတယ်အဲ့မှာပြီးလို့ရှိရင်ဒီမှာ trade age ကိုကြည့်မယ်ပေါ့နော် trade age မှာကြတော့ဘယ်သူတွေဆော့နေကြပြီလဲပေါ့ဒါတက်ကြအမျက်ရအဖွဲ့တွေပါပြီးလို့ရှိရင်ဒါမှမဟုတ်ရင်လည်းတို့ကဘယ်လိုပြောရလဲဆိုပတ်စံနဲ့ရှိတဲ့ခါကျတို့ကရေရှည်ပေါ့ဗျာရေရှည်အများကြီးleverage ကိုမယူဘဲနဲ့အကြာကြီး trade တဲ့လူတွေပေါ့အဲ့လိုလူတွေရဲ့ဟာကိုကျွန်တော်က copy သွားကူးပြီးတော့လုပ်လို့ရတယ်ကိုကမဆော့တတ်ဘူးဆိုရင်ပေါ့နော်လောင်းရမှာလားရှော့ရမှာလားမသိဘူးဆိုသူတို့တွေလောက်ထားတာတွေကိုသွားကြည့်ပြီးလုပ်လို့ရပါတယ်နီလန်နေရအဲ့လိုပါဒီနေရာမှာပတ်စံဒီလောကမှာပတ်စံရှာတဲ့နီးတွေကတော့အဲ့လိုရှိတယ်ပေါ့နော်ဒါမဲ့ကိုကအဲ့လိုရှိလို့ဒေါ်လာ100 200လောက်တော့အရင်ရှိထားအောင်လိုတယ်ပေါ့နော်မရှိသေးဘူးဆိုရင်တော့ဒီလိုပဲကြိုးစားပြီးတော့ပေါက်လိုက်ကောက်ပါဖြည်းဖြည်းချင်းစုပါရသလောက်စုပါအတိုးတွေရအောင်ယူပါဒေါ်လာ50 150 200ရှိလာပြီဆိုလို့ရှိရင်ဒီလိုပဲလိုက်လို့ရပါပြီဒီတစ်ခေါက် airdrop မရရင်လည်းနောက်ခေါက်တွေမှာရကြပါစေဗျာကျေးဇူးပါ